အဲ့လိုနဲ့ကျွန်တော်တို့ကတက်မတော်ကအဓိကတာဝန်ကြီး3ရက်လည်းရှိသေးတယ်ဗျတက်မတော်မှာအဓိကတာဝန်ကြီး3ရက်ရှိတယ်ဒါတွေကိုကျွန်တော်တို့ပြည်သူတွေမသိဘူးနော်အဲ့တော့အဓိကတာဝန်ကြီး3ရက်ကဘာလဲနိုင်ငံတော်ကိုကာကွယ်ရန်တဲ့နံပါတ်1ကနံပါတ်2ကလေ့ကျင့်ရန်တဲ့နံပါတ်3ကပြည်သူအကျိုးပြုလုပ်ငန်းလှုပ်ဆောင်ရန်ဆိုပြီးတော့တာဝန်ကြီးအဓိကတာဝန်ကြီး3ရက်ရှိပါတယ်တက်မတော်အနေနဲ့ဆိုလေဒီတိုင်းပဲကာကွယ်ရမယ်လေ့ကျင့်ရမယ်ပြည်သူအကျိုးပြုလုပ်ငန်းလုပ်ရမယ်တဲ့တက်မတော်ဒီတိုင်းပြည်ရဲ့ပြင်မှာကြိုးရိုးပဲမှန်ပါတယ်နော်အဲ့ဒီတော့ဒီမှာကျွန်တော်ကခင်ဗျားတို့နားကားစေမဲ့စကားစပြောပြီနိုင်ငံတော်ကာကွယ်ရန်ကဒါကတက်မတော်သားတယောက်အနေနဲ့ကာကွယ်ရမယ်လေ့ကျင့်ရန်စစ်သားတယောက်အနေနဲ့လေ့ကျင့်ရမယ်တေးကြတယ်ဒါပေမဲ့နံပါတ်3ပြည်သူအကျိုးပြုလုပ်ငန်းလုပ်ရန်လေဘာဆိုင်လဲဟမ်မင်းတို့ပြည်သူတွေရဲ့စေးရုံတွေတန်ရှင်းတွေစာတင်ကျောင်းတန်ရှင်းလိုက်လုပ်ပေးစရာလိုလို့လားဟမ်မင်းတို့စာတင်ကျောင်းမင်းတို့အရက်သားတွေလို့ကိုလုပ်ကြလीဘာမှမဆိုင်ဘူးပြည်သူအကျိုးပြုလုပ်ငန်းလုပ်ရန်နဲ့ဒါပေမဲ့ဆိုင်တယ်တက်မတော်ခေါင်းဆောင်တွေကပြည်သူကနေပေါက်ပွားလာတဲ့စစ်သားတွေဖြစ်တဲ့ကြောင့်ပြည်သူအကျိုးကိုပြုရမယ်ဆိုပြီးတော့ဦးနေဝင်းလက်ထက်အိမ်ဆောက်ဆိုရခဲ့မှာနော်ဦးနေဝင်းကြီးကဦးနုကြီးရှိရနေပြီးတော့အာဏာရပြီးတော့ပါလီမန်မှာဝန်ကြီးချုပ်လည်းဖြစ်ရောစစ်သားတွေကိုပြည်သူအကျိုးတွေထမ်းဆောင်ခိုင်းတယ်ညာဘက်ကလူတွေဆိုရင်ပိုတိတယ်နော်အဲ့ဒီမှာတင်မောကြီးတွေနဲ့တွားတဲ့ခါကြလို့ရှိရင်ကုန်တင်ကုန်ချမှာစစ်သားတွေကိုသွားကူညီခိုင်းတာနော်အဲ့တော့9တောင်းနေပဇွန်တောင်းနေအဲ့တော့မီးသွေးအိတ်တွေကိုစစ်သားတွေကိုတွားပြီးတော့တင်မောပေါ်တင်ခိုင်းတာတို့လုပ်တာအဲ့ဒီအချိန်မှာဦးနေဝင်းခင်မှာပြည်သူတွေကဦးနေဝင်းကိုချစ်ကြတယ်နော်ချစ်ကြတယ်အဲ့ကြောင့်မို့ဦးနေဝင်းကအဲ့ဒီသူ့အချိန်မှာဒီတက်မတော်သားတွေကူညီရတဲ့ကြောင့်ပြည်သူတွေကသူ့အပေါ်မှာစိတ်ဝင်စားမှုတွေတိုးပြီးတော့သူ့ရဲ့အုပ်ချုပ်မှုမှာအရန်ကောင်းတာကိုသူတွေ့တဲ့အခါကျတော့ तू ကတော်လှန်ရေးကောင်စီတက်လာတဲ့အခါကျတော့တက်မတော်ရဲ့အဓိကတာဝန်3ရက်ကိုချတော့တာပဲအဲ့တော့စစ်တိုက်ရန်လေ့ကျင့်ရန်ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်ရန်ဆိုပြီးထည့်သွားတော့တာပဲဗျာနော်ဦးနေဝင်းကနိုင်ငံပေါ်မှာအဲ့လိုကောင်းပြီးတော့စစ်သားတွေက24နာရီတာဝန်ထမ်းရတဲ့ပြင်ကိုပြည်သူအကျိုးတွေပါလုပ်ရတယ်ဗျာရတဲ့လစာကနည်းနဲ့ကဲဒါတော့ပြည်သူတွေကစစ်သားတွေကိုအမုန်းစိတ်တွေပွားနေသေးတာဒါကြောင့်မလို့ခမားတို့ပြည်သူတွေဒုက္ခရောက်နေတာခမားတို့ပြည်သူတွေဘာဖြစ်လို့ဒုက္ခလေးတွေရောက်နေတာလဲစိတ်ကျေးဇူးရှင်တွေကိုခမားတို့စော်ကားကြတယ်ခမားတို့ဒုက္ခရောက်တော့လဲဒီကျေးဇူးရှင်တွေကပဲလာပြီးတော့ရေဘေးလေဘေးအကုန်လုံးမှလာပြီးတော့ကူညီရတယ်နော်ဒါကမြန်မာတပ်မတော်ရဲ့အဓိကတာဝန်ကြီး3ရက်ကိုကျွန်တော်ကရှင်းပြပေးရခြင်းဖြစ်ပါတယ်